အားလုံးပဲမင်္ဂလာပါညီမတို့စင်နာခေါ်ပါတယ် marketing team က UX intern ဖြစ်ပါတယ်internship မစခင်နဲ့အခု internship လုပ်ပြီးတော့ညီမအနေနဲ့ကိုယ့်ကိုအများကြီးပြောင်းလဲသွားလို့တင်တယ်အစတော့ကျတော့ဒီကိုယ်ပိုင် project တွေလုပ်နေနေမှာအခုနောက်ပိုင်းမှာတကယ် real work experience တွေရတဲ့အတွက်ကြောင့်မလို့technical skills ပိုင်းလေးပို့ပြီးတော့အကောင့်လာလို့တင်တယ်ပြီးတော့လူအများကြီးနဲ့ communicate လုပ်ရပြီးတော့ collaborate တွေလုပ်ရဖြစ်တဲ့အတွက်ညီမရဲ့ communication skills တွေပို့ပြီးတော့ကောင်းလာလို့တင်တယ်ပေါ့နော်နောက်ကအရင်ထပ်ဆာလို့ရှိရင်အခုဒီမျိုးဒီ corporate life မှာ internship ဆင်ရတဲ့အတွက်ပို့ပြီးတော့လည်းconfidence တွေပို့ပြီးတော့တိုးတက်လာလို့ထင်တယ်ပေါ့နော် challenge အနေနဲ့ကျတော့ညီမအနေနဲ့အခုမှဒီ corporate မှာ internship ဆင်တာဆိုတော့ပေါ့နော်အရင်တော့ကျတော့ဒီ student life မှာပဲကိုယ့်ရဲ့ corporate project တွေပဲလုပ်နေနေတယ်ဒီ fintech company မှာဒီ intern ဆင်းနေပေါ့နော် fintech နဲ့ပတ်သက်တဲ့အကြောင်းအရာအများကြီးကိုလည်းသင်ခဲ့ရတယ်အဲ့ခါမှာကိုကဒီလိုမျိုး family ရမဖြစ်သေးတဲ့အကြောင်းတွေအများကြီးရှိခဲ့ပေါ့နော်ဆိုတော့အဲ့ခါမှာကိုကနေပြီးတော့ဒီအကြောင်းတော့သင်ခဲ့ဒီလိုမျိုးဒီ practical တွေကိုဒီအလုံးမှာပြန်ပြီးတော့အသုံးချပြီးတော့ပေါ့နော်ဒီ senior တွေကနေပြီးတော့လည်းအများကြီး learn လုပ်ပြီးတော့ဒီ challenge တွေကိုကြော်ဖြတ်ခဲ့ရပေါ့နော်biggest learning curve အနေနဲ့ကျတော့အရင်တော့ဒီလိုမျိုးကိုယ်ပိုင် project တွေပဲလုပ်ခဲ့ရတယ်ပေါ့နော်အခုနောက်ပိုင်းကျတော့ဒီလိုတကယ် user တွေအသုံးပြုမဲ့ product တွေ business ကတကယ်လို့အဲ့တဲ့ product တွေကိုဆွဲရဖြစ်တဲ့အတွက်ကိုယ်တယောက်တည်းရဲ့ preference တွေကိုမူတည်ပြီးတော့ဆွဲလို့မရတော့ပေါ့နော်တကယ်အသုံးဝင် product တွေဆွဲရဖြစ်တဲ့အတွက် user research အပိုင်းလည်းဒီချာလေးလုပ်ခဲ့ရတယ်အဲ့အရာတွေကလည်းဒီလိုမျိုးအစပိုင်းမှာအရင်တော့လုပ်ခဲ့ရရင်လည်းမတူတော့ဘဲနဲ့ပေါ့နော်တကယ် work experience တွေရခဲ့ပေါ့နော်ဆိုတော့အဲ့အရာတွေကပဲညီမရဲ့ challenge တွေဖြစ်လာပြီးတော့တကယ် learning လုပ်တဲ့အခါမှာအများကြီးသင်ခဲ့ရတဲ့အပိုင်းတွေလည်းဖြစ်ခဲ့ရပေါ့နော်ဟုတ်ကဲ့Shimani မလို့လည်းအရင်ပြောကောင်းပါတယ်ဒီက working environment ကို culture ကိုကအရင်ညီမနဲ့အရင်အဆင်ပြေရပြီးတော့ဒီက senior အကူမကြီး team က senior အကူမကြီးပြီးတော့ရုံးကအခြားကိုအမကြီးဟာလည်းအရင် welcome လုပ်ပေးကြတယ် internally ဆိုပြီးတော့အရင် for you နဲ့ support လုပ်ပေးကြတဲ့အတွက်အရင်ပြောကောင်းခဲ့ပါတယ်ညီမရဲ့6လ internship ကInnovator Program မှာ program ကနေတစ်ဆင့်ဒီလို intern ဆင်းပြီးတော့ပေါ့နော်ဆိုတော့အရှိမပြောခဲ့သလိုပဲတကယ် real world experience တွေရတယ်လူတွေနဲ့ communicate လုပ်ရတဲ့အတွက် communication skills တွေပိုကောင်းလာတယ်ပေါ့နော်အဲ့ရနေမှာတစ်ဆင့်တော့ရဲ့ဒီလို professional skills ပိုင်းကိုပို့ပြီးတော့ improve ဖြစ်လာလို့ထင်တယ်အဲ့ဒီမှာဒီကရလာတဲ့ experience တွေကနေမှတစ်ဆင့်ဒီနောက်ပိုင်းရဲ့ in the future မှာလုပ်မယ့် career အတွက်လည်းအများကြီးအထောက်အကူဖြစ်ခဲ့ပေါ့နော်ညီမ workbox ဒီအားကြတော့ညီမ team လို့ပဲပြောချင်တယ်ပေါ့နော်team ကဒီ6လတာတစ်လျှောက်လုံးဒီ working ဒီအလုပ်လုပ်ရတဲ့ experience ကိုအများကြီးမေးမရနိုင်စရာဖြစ်အောင်အများကြီးကူညီပေးခဲ့ရ support ပေးခဲ့ရ new training နဲ့ welcome လုပ်ပေးကြတဲ့ညီမ team ဖြစ်ခဲ့တယ်We are too many. Yay!